Pro Max ကျွန်တော်16 Pro Max ထဲကဝယ်ဖို့စဉ်းစားထားတဲ့မိတ်ဆွေရတော့အခုချိန်ကအတန်ဆုံးချိန်လို့ပြောလို့ရပြီပေါ့နော်အလုံးကိုလည်းကျွန်တော်စိတ်ကြိုက်ရွေးလို့ရပြီဈေးနှုန်းအနေထားနဲ့လည်းကျွန်တော် share ကျသွားပြီဖြစ်တဲ့အတွက်တော်တော်ကြီးကိုဒါတန်သွားပြီလို့ပြောလို့ရပြီပေါ့နော်16 Pro Max ထဲမှာဆိုရင်လည်းဒါ15 Pro Max ဈေးတတာနဲ့ရမယ်အလုံးတွေရနေပြီကျွန်တော်ဒါ15 Pro Max ထဲမှာ15 Pro Max ထဲကဆိုရင်လည်းပဲကျွန်တော်14 Pro Max ဈေးဝန်းကျင်လောက်နဲ့ဒါကင်လို့ရတဲ့ model တွေရနေပေါ့နော်အလုံးတွေရနေပြီအဲကြောင့်မလုံးတွေအနေထားတွေကလည်းစိတ်ကြိုက်ရွေးလို့ရပြီဈေးကလည်းကျွန်တော် share ကျသွားပြီဖြစ်တဲ့အတွက်တော်တော်လေးကိုဒါအခုချိန်မှာကင်မယ်ဆိုရင်တော့တန်နေပြီပေါ့နော်ကျွန်တော်တို့ဆိုင်မှာဒါအရေးကြနဲ့လည်းထုတ်လို့ရတယ်ပေါ့ငွေကိုကျွန်တော်တစ်လုံးနဲ့မသုံးရင်လည်းမိတ်ဆွေတွေများအတွက်ဒါ20ရာခိုင်နှုန်းကစပြီးသွင်းပြီးတော့အရေးကြထုတ်လို့ရတယ်ပေါ့နော်ဒါလားစဉ်ကိုမှကျွန်တော်6လ9လတစ်နှစ်ခွဲသွင်းပြီးတော့ယူလို့ရတယ်ပေါ့နော်အရေးကြဆိုရင်တော့မန်လေးရမိတ်ဆွေတွေအတွက်ဒါအိမ်တော်စုမူရင်မှတ်ပုံတွေမူရင်ရက်ွက်ထောက်ခံစာ3မျိုးလေးပါရုံနဲ့ကျွန်တော်တို့ဒါ30ရာခိုင်နှုန်း20ရာခိုင်နှုန်းတင်ပြီးတော့အရေးကြနဲ့လည်းရှောက်ထားလို့ရတယ်ပေါ့နော်နေဝေးရမိတ်ဆွေတွေဆိုရင်တော့ကျွန်တော်ငွေတော့ရောက်တာနဲ့ကားကေးကနေကျွန်တော်ပစ္စည်းပို့ပြီးတယ်ပေါ့နော်ငွေတော့ကြိုလွှဲရပါတယ်ခင်ဗျာမန်လေးမှာအတိမိတ်ဆွေရှိတယ်ဆိုရင်တော့ကျွန်တော်ဆိုင်ကိုဒါစိတ်တိုင်းကြလာကြည့်ခိုင်းလို့ရပါတယ်ကျွန်တော်ဆိုင်ကတော့မန်လေးမျိုးရဲ့83လမ်း363ခွန်ကြားလမ်းအရှိတ်ဘက်ချမ်းမှာရှိတာ